Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဖရဲသီးဖြော်ရေးပေါ့နော်လူတိုင်းကြိုက်မယ်ထင်ပါတယ်အရန်ကိုမှလူတိုင်းကြိုက်တဲ့အသီးတွေပဲပေါ့နော်ပြောမယ်ဆိုရင်ဖရဲသီးရဲ့နနက်သီးရဲ့တက်မြားသီးရဲ့၃မျိုးပဲလိုတာပေါ့နော်အဲ့မှာပါဒါကျွန်တော်ထည့်ပမာဏပေါ့ကျွန်တော်ဆိုရင်ဒီမှာဒါနောက်ကွယ်မှာအဲ့လိုမျိုးပဲခွက်အလှလေးနဲ့ပေါ့နော်လှအောင်လောက်သားရိုက်တာတကယ်တမ်းလေအဲ့လိုမက်ခွက်နဲ့တဲပြီးတော့လေတနေကုန်တောက်တာဒစိမ့်စိမ့်ပေါ့နော်အရန်တောက်ကောင်းတယ်ချိုးရကွာဘာလို့လဲဆိုတော့တကယ် fruit တွေနဲ့ကြီးပဲဆိုတော့ခါကြလုံးဝခါတဲ့အတက်လည်းမပါဘူးဂျင်းပိုင်တော့မှရှင်းဦးမှာလေဒါလုံးဝဂျင်းမပါဘူးဆိုတော့ဒီဖြော်ရေးကြိုက်တယ်ဆိုရင်ဒီဖြော်ရေးကြီးပဲနေတိုင်းတောက်တောင်ရရပေါ့နော်ဘာလို့လဲဆိုတော့ဒါ seasonal fruit တွေနဲ့ကြီးပဲအဲ့မှာဖရဲသီးရယ်နောက်ပြီးသွားလို့ရှင်နနက်သီးရယ်နောက်ပြီးသွားရင်တက်မြာသီးညှစ်ထည့်မယ်ဒါကတော့ထုံးစံတိုင်းပေါ့နော်ဒါပြီး blend လိုက်ရင် okay ရတာရှိတယ်ဖရဲသီးဖြော်ရည်လေးရတယ်ဒါဆိုရင်တောက်ရတာလည်းလွယ်တယ်လုံးရတာလည်းလွယ်တယ်ပြီးရင် juice ကလည်းအရန်ကိုအရသာရှိတယ်အားလုံးစင်ပြေပါစေနော်